ငါလွမ်းမိရဲ့ဟိုချိန်ကမျိုးသမီးရဲ့တင်မောင်းကိုလိုလိုက်ပြီးတော့ကြည့်တဲ့ခင်ကပါစာမွေးပွဲတိုင်းကိုချဖို့တော့ပဲကောင်းထဲမှာချန်တွေကမိုးလီငါတွေမိုးချုပ်ပြီးဂိမ်းလိုက်ကနေအိမ်ကိုမပြန်ခြင်းခဲ့ရွယ်ရင်းနဲ့ရောက်လာတော့ဆက်လေးတွေတောက်တယ်လားတစ်ဖေးလိုက်မခဲခြင်းတွေကိုဖြစ်ပူအောင်ထိုင်ဆောင်တယ်လားအော်တူတာရေဆုံးလို့တော့ဒုက္ခချိုးလာဤအပေါင်းတွေကောင်းစစ်နေတက်လာပြီးတို့ဘာကိုဝဝီအော်အိမ်မှာဆေးကြောက်လို့စားပြီးတော့မေယာငါ့ကိုအန်အော်ပြီးကြည့်အဖေဟာရှိမောတွေရှက်တာနဲ့ဘာမှပြန်ပြောမိရှိသားမောင်းတော့ပါချီရပူဂျိုတွေငါတက်မမကြီးကြောက်တဲ့သက်15နှစ်လောက်မှလူမျိုးရေးပါပြတ်ဒီပါလီရဲ့သွားဖက်ကလေးတွေငါပြောပါပြန်ကြရင်ကလပ်ဒါမှမဟုတ်ဟိုတယ်ကိုခေါ်သွားလမ်းမပေါ်ရန်ဝဲနဲ့အိတ်ဆက်ရှိရမောင်ညများအားလုံးအမတ်တရဘာတစ်ခုမှနောင်တမရ Yeah ငါမစိုးစားတော့ပဲလမ်းမပေါ်နွမ်းများကပါလမ်းချဲ